အင်ဂျီလေအထောင်ဝတ်တဲ့အခါမျိုးမှာစတုံးနှိမ့်နေလို့ရှိရင်ဘလို့မှအဆင်မပြေပါဘူးမင်္ဂလာပါရှင်ဒီနေ့မှာတော့ fancy အမြင့်စတုံးလေးကိုပညာရဏအနေနဲ့ထုံပြပေးသွားမှာဖြစ်ပါတယ်အခုပြထားတဲ့အတိုင်း base လေးတွေကိုခွဲပြီးတော့သပင်စည်းတိုင်းကိုအပေါ်နေရာမှာစီလိုက်တာပေါ့နော်ရှေ့ချမ်းကိုတော့ခပ်ဖွားဖွားကလေးချစ်ရုံလေးပဲချစ်ပြီးတော့အပြောင်သိမ်းပါမယ်အရန်ဖောင်းသွားလို့ရှိရင်အပုံးတော်သမီးနဲ့တူသွားမှဆိုလို့ဘေးကိုအပြောင်လေးသိမ်းပြီးတော့ပင်ကင်နဲ့ခဏထိန်ထားမယ်ပြီးတော့မှပဲကလေးနဲ့ပြန်သိမ်းလိုက်မယ်ပေါ့နော်အလုံးသိမ်းပြီးပြီဆိုလို့ရှိရင်အပေါ်မှာစုစည်းထားတဲ့သပင်ကိုနှစ်ချမ်းခွဲပြီးတော့တစ်ချမ်းကိုလေးပင်ကျစ်စီကျစ်မယ်ပေါ့နော်လေးပင်ကျစ်တဲ့အခါသပင်ပါတယ်ဆိုလို့ရှိရင်တော့ခပ်ဖွားဖွားကလေးကျစ်ပါသူကလေးပင်ကျစ်ကိုဦးစားပေးတယ်ဆိုတာထက်စတုံးပုံစံလေးရအောင်ကျစ်တာမလို့ခပ်ဖွားဖွားကလေးအမွှားလေးတွေကိုဆွဲပေးရပါမယ်နှစ်ဖက်စလုံးကိုပင်ညာကျစ်ပါတယ်ပြီးတော့အခုပြထားတဲ့အတိုင်းဂွင်းလေးလုပ်ပြီးတော့ဟိုဘက်ဒီဘက်ဂွင်းရှို့လိုက်တာဖြစ်ပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်တော့စတုံးပုံကိုကိုယ့်ဘာသာကိုပုံဖော်ရမှာဖြစ်တဲ့အတွက်အခုနလေးပင်ကျစ်တွေကိုပြန်ဆွဲရတာဖြစ်ပါတယ်အားလုံးပြီးသွားပြီဆိုရင်တော့ပန်းလေးပတ်လိုက်တာဖြစ်ပါတယ်တကယ်တော့ဒီစတုံးနဲ့ပန်းကပို့ပြီးကြီးနေရပေါ့နော်ဒါကနမူနာလေးသက်သက်ပန်းပြတာဖြစ်ပါတယ်အမေကပန်းဆိုင်ပိုင်းရှင်ဆိုတော့သမီးကိုချေမှုကတိဆိုအများကြီးပန်ပေးထားတာပေါ့နော်တစ်ခက်ထဲနဲ့ခေါင်းအပြည့်ပေါ့ဒီဟာကကျတော့ချိုးစီမှာရောင်းတဲ့တင်တန်းလေးဖွင့်တဲ့ပန်းခက်လေးဖြစ်ပါတယ်အားလုံးပဲဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်